ငရဲဆိုတဲ့ပုံဟာလုံးဝဒုက္ခပုံဖြစ်တယ်တစ်စက်ကလေးမှချမ်းသာစရာမရှိဘူးလုံးဝဒုက္ခပုံတခါနတ်ပြည်ကလည်းပဲဆင်းရဲဒုက္ခဆိုတာမကြားဘူးတကယ်ကိုဒုက္ခပုံလုံးဝချမ်းသာတဲ့ပုံမရှိဆိုတဲ့စကားမကြားဘူးဆိုတာလိုပဲဆင်းရဲဆိုတဲ့စကားကိုလုံးဝမကြားဘူးတဲ့ပုံမျိုးအဲ့ဒါလောက်ထိအောင်ချမ်းသာတယ်ချမ်းသာသည့်အတွက်ကြောင့်စိတ်ထဲမှာပျော်ပြီးတော့မေ့နေကြတယ်နတ်တွေဟာချမ်းသာဒုက္ခနဲ့ကြုံတွေ့နေပွဲသွားလို့ပွဲကြည့်ကောင်းလို့မေ့နေတယ်လို့ပဲမေ့နေတာနတ်တွေဟာနေစဉ်နဲ့အမျှပျော်ပွဲရွှင်ပွဲတွေနဲ့သူတို့ရဲ့ချမ်းသာဒုက္ခခံစားပြီးတော့မေ့နေကြတယ်တဲ့အဲ့ဒီမေ့နေသည့်အတွက်ကြောင့်။အိုခြင်းနာခြင်းသိခြင်းဆိုတဲ့ဆင်းရဲဒုက္ခတွေကလွတ်ကင်းတဲ့နိဗ္ဗာန်လမ်းကြောင်းပေါ်ကိုရောက်ဖို့နိဗ္ဗာန်ကိုရောက်ဖို့မဂ္ဂင်၈ပါးအကျင့်တရားဆိုတာကျင့်သုံးနိုင်ခြင်းမရှိကြဘူးတဲ့။နော်လူတွေကြတော့အဲ့ဒီအခွင့်အရေးတွေရတာမနုဿလောကောပနဝောကိဏဒုက္ခဒုက္ခလူဘဝဆိုတာဒုက္ခဒုက္ခရောပြန်းနေတဲ့ဘုံနဲ့တခြင်းတောင်ရှိတယ်မို့လားဒုက္ခရဲ့ဒုက္ခရဲ့တလှည့်စီပါကွယ်ဆိုနော်လူဘုံကိုပြောတာဝောကိဏဒုက္ခဒုက္ခချမ်းသာဆင်းရဲရောနေတာချမ်းသာတယ်လဲဆင်းရဲတယ်လဲချမ်းသာတဲ့အခါချမ်းသာဆင်းရဲတဲ့အခါဆင်းရဲလူဘဝရဲ့အနေအထားကဒီလိုရှိတယ်ဆင်းရဲဒုက္ခချမ်းသာဒုက္ခရောနေတယ်ဝောကိဏဒုက္ခဒုက္ခရောနေတဲ့ချမ်းသာဒုက္ခအထက်ကရာဆရာကသရုပ်ဖော်ပြီးတော့ရေးလိုက်သေးတယ်သူကဣဒေဝအပါယောပိသကောပိပညာယတိလူဘုံတဘုံထဲမှာလဲချမ်းသာဒုက္ခရောနေတယ်ဆိုတော့အပေဘုံလူလဲဒုက္ခရောက်တယ်ငရဲနော်အပယ်ငရဲဘုံလိုလဲဒုက္ခရောက်တယ်နတ်ပြည်လိုလဲခံစားရတယ်ဟုတ်တယ်လေလူတွေဟာကောင်းစားလာပြီဆိုရင်နတ်တွေလိုပဲခံစားလာဆင်းရဲပြီဆိုလို့ရှိရင်လေတကယ်အပယ်ဘုံလိုဆင်းရဲဒါရမို့လူပြည်ဟာငရဲနဲ့နတ်ပြည်ပေါင်းစပ်ထားတဲ့ဘုံလို့တောင်ပြောကြတယ်လူဘုံလူဘဝဟာငရဲဘဝနဲ့နတ်ပြည်ကိုပေါင်းစပ်ထားတဲ့နေရာဌာနအဖြစ်ရှုမြင်သုံးသပ်ကြတယ်လူပြည်မှာငရဲလည်းရှိတယ်ဒုက္ခရောက်တဲ့အခါငရဲချမ်းသာခံစားတဲ့အခါမှာနတ်ပြည်ဒါကြောင့်မို့ဣဒအပါယောပိသက်ခောပိပညာယတိလူပြည်လူလောကမှာနတ်ပြည်လည်းတွေ့ရတယ်နတ်ချမ်းသာလည်းတွေ့ရတယ်လူချမ်းသာလည်းတွေ့ရတယ်အယံမေဃပြမစရိယတဘူမိနာမတာတုံမေဟိလတ္တာမြတ်စွာဘုရားကအဲ့ဒီလိုဒုက္ခဒုက္ခရောထွေးပြီးနေခြင်းတည်ပဲနဲ့ဒုက္ခကိုယွံမုန်းပြီးတော့မြတ်သောချင်းချစ်မှုဟုတ်လားလူတွေမှာရှိတဲ့လေတခါတလေစိတ်ပြည့်ငြိမ်ခွင့်ရိတ်တာတရားလေးတော့ဝင်လိုက်အောင်မှဆိုဒီတွေးလေးရှိတာလေစိတ်ရည်စရာတွေကျုံလာတယ်ဒုက္ခတွေရောက်လာတယ်ရှိတာသွားပြီးတရားလေးအထောက်အမှဝင်လိုက်အောင်မှဆိုစိတ်ရဲ့ဖြေရာလေးတွေနဲ့သွားကြဒါကယမပြည်လိုဘုရားဗဒနိုင်ငံမျိုးမှာဒီလိုနဲ့စိတ်ဖြေတခြားနိုင်ငံကြတော့ဒီလိုစိတ်ဖြေတာမဟုတ်ဘူးဒီလိုနည်းနဲ့စိတ်ဖြေနိုင်ကြမရှိဘူးမရှိတဲ့အခါကျတော့ထွက်ပေါက်မရတဲ့အခါကျဘာလုပ်ကြလဲစူးစိုက်လုပ်ကြတယ်ကိုယ့်ကိုယ်တတ်သေးတာဖြစ်သွားစိတ်ဟာထွက်ပေါက်မရဘူးဆိုရင်ကိုယ့်ကိုယ်တတ်သေးကြဗမာပြည်မှာလည်းစူးစိုက်လုပ်တာမရှိဘူးလားရှိတယ်သို့တော့ညမပြည်မှာစူးစိုက်လုပ်တာဇာခိုင်နှုံးနဲ့တွေ့ရင်အလွန်နည်းတယ်ဘာကြောင့်လဲဘုရားရဲ့အဆုံးအမတရားတော်တွေကြောင့်ပဲဒီလိုပြော
တခြားနိုင်ငံတွေမှာလှုပ်တဲ့စူးစိုက်ကိုယ့်ကိုတတ်သိတဲ့မှုခင်းနေတဲ့ဗမာပြည်ကယော်နေတယ်လို့ဒီလိုဆိုတယ်အဲ့တော့မြတ်သောအချင်းကိုကျင့်ခြင်းဖြင့်လူတွေရဲ့စိတ်ရဲ့ထွက်ပေါက်တွေကိုရရှိကြတယ်ဟောစိတ်ရဲ့ထွက်ပေါက်တွေကိုရှာဖွေတွေ့ရှိကြတရားဓမ္မနှလုံးသွင်းခြင်းဖြင့်စိတ်ချမ်းသာမှုတွေကိုရရှိကြတယ်မဟာအခွင့်အရေးတွေနဲ့ကြုံတွေ့ကြရတယ်လို့ဒီလိုဆိုတယ်ဒါကြောင့်မို့မြတ်စွာဘုရားကဟောတာတသမယေဝဣမေမနုဿခန္ဓာလတ္ထတေဝတုလမင်းတို့လူဘဝရတာအလွန်ကံကောင်းနေတဲ့လူဘဝရခြင်းဟာမဟာအခွင့်အရေးကြီးတစ်ခုကိုရတာပဲမဟာအခွင့်အရေးဆိုဒီမှာတန်တရားဝကလွတ်ကြောင်းဖြစ်တဲ့မဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ရခြင်းပဲဖြစ်တယ်မဂ္ဂင်၈ပါးအကျင့်တရားဆိုတာသီလဆောက်တည်ခွင့်ရတယ်ဟောကိုချင်းသီလကိုခြေခံပြီးတော့စိတ်တည်ငြိမ်မှုတမာတိကျင့်စဉ်ကိုကျင့်ရတာတမာတိကျင့်စဉ်ရှိလာတဲ့အခါမှာသဘာဝတရားကိုရှုမြင်သုံးသပ်တဲ့အခါမှာအမှန်မြင်တယ်ဆိုတဲ့ပညာအဆင့်ကိုရောက်ရှိတာထိုပညာအဆင့်နဲ့ကမှတဏှာဝကလွတ်နိုင်တယ်လို့ဒီလိုဆိုတာပေါ့အဲ့ဒါကြောင့်မို့ဒီဗြဟ္မစရိယလို့ဆိုတဲ့နိဗ္ဗာန်လမ်းကြောင်းပေါ်မှာတက်လှမ်းပြီးတော့လျှောက်လန်းခွင့်ရနိဗ္ဗာန်လမ်းကြောင်းပေါ်တက်ပြီးတော့လျှောက်တယ်ဘယ်ကစလျှောက်လဲသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝကိုယ်ကာယကံဝစီကံထိမ့်သိမ့်လိုက်တယ်မဟုတ်တာမပြောဘူးမနာပဲပြောတယ်သူများတွေအချင်းချင်းကွဲပြားအောင်မလုပ်ဘူးစိတ်ဆက်ညီညွတ်အောင်သာပြောတယ်ကျမ်းမ်းတဲ့စကားတွေမပြောဘူးယဉ်ကျေးလိမ္မာစွာပြောတယ်အကျိုးမဲ့တဲ့စကားတွေကိုမပြောဘူးအကျိုးရှိတဲ့စကားတွေကိုပြောတယ်ဆိုတဲ့သမ္မာဝါစာဒါတွေကိုထိမ့်သိမ့်ဆောက်ရှောက်ပေးလိုက်တယ်သမ္မာကမ္မန္တသူများအသက်သူများဒုက္ခရောက်အောင်မလုပ်ဘူးသူတော်ဘာပစ္စည်းပျက်စီးအောင်မလုပ်ဘူးသူတော်ဘာတာမယာစော်ကားတဲ့အမှုမျိုးမလုပ်ဘူးဟောသမ္မာကမ္မန္တအဲ့ဒီနည်းတွေနဲ့အသက်မွေးဘူးသမ္မာဝါစာအာဇီဝလို့ဆိုသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုတဲ့ကိုချင်းသီလကိုထိမ့်သိမ့်ဆောက်ရှောက်လိုက်တာဟာကိုယ်တဏ္ဍာမှာဖြစ်တဲ့လွန်ကျူးခြင်းဆိုတဲ့ကိလေသာရဲ့အစွမ်းတွေကိုထိမ့်ချုပ်လိုက်တာပဲဖြစ်တယ်ပေါ့လွန်ကျူးလောက်အောင်ပြင်းထန်တဲ့ကိလေသာကိုဖန်ထိန်လိုက်သည့်အတွက်ကြောင့်သီလကဝိတိတ်ကမကိလေသာကိုထိမ့်ပလိုက်အဲ့ဒီကနေပြီးတမာရီကျင့်စဉ်ကိုဆက်ပြီးတော့ကျင့်လိုက်တဲ့အခါမှာနော်ကိုယ်တဏ္ဍာမှာမကောင်းတဲ့အတွေးတွေမဖြစ်အောင်ဖယ်ရှားတယ်ကောင်းတဲ့တရားတွေဖြစ်ပေါ်လာအောင်ကြိုးစားတယ်သမ္မာဝါယာမကောင်းမြတ်တဲ့အာယုတစ်ခုပေါ်မှာစိတ်ကိုအခြေစိုက်ထားတဲ့သမ္မာတတိစိတ်တည်ငြိမ်အောင်ကြိုးစားတယ်သမ္မာသမာဓိလို့ဆိုတယ်သမာဓိဘက်ကကျင့်စဉ်ထွက်လေဝင်လေလေးပေါ်မှာအာယုပြုပြီးလှုပ်လိုက်တာထွက်လေဝင်လေလေးထွက်တိုင်းဝင်တိုင်းသိနေအောင်ကြိုးစားတာသမ္မာဝါယာမထွက်လေဝင်လေလေးကိုမပြတ်တတိယနေတာသမ္မာတတိထွက်လေဝင်လေထိတဲ့နေရာလေးမှာစိတ်တည်ငြိမ်နေတာသမ္မာသမာဓိဆိုတဲ့ဒီကျင့်စဉ်တစ်ခုကိုကျင့်လိုက်တဲ့အခါစိတ်ဟာတခြားအာယုန်တွေမရောက်တော့ပဲနဲ့တည်ငြိမ်အေးချမ်းမှုကိုရသီလကနေဆက်လိုက်တယ်ကိုချင်းသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တယောက်ဟာတွေးလိုက်တိုင်းစိတ်ချမ်းသာတယ်စိတ်ချမ်းသာမှုကြောင့်ဝမ်းမြောက်တယ်ဝမ်းသာတယ်ဝမ်းသာသည့်အတွက်ကြောင့်စိတ်နှလုံးအေးချမ်းတယ်စိတ်နှလုံးအေးချမ်းသည့်အတွက်ကြောင့်ချမ်းသာဒုက္ခရတယ်ချမ်းသာဒုက္ခရသည့်အတွက်ကြောင့်စိတ်တည်ငြိမ်မှုဆိုတဲ့တမာတိဖြစ်လာအခုလိုစိတ်တည်ငြိမ်မှုတမာတိဆွမ်းအားရလာပြီဆိုရင်ယထာဘူတဓတနာငကိုယ်တော့ကအမှန်ကန်မသိဘူးအခုအမှန်ကန်နေသိလာ
မမြဲဘူးဆိုတာသိလာတယ်ဆင်းရဲတယ်ဆိုတာသိလာတယ်ကိုမပိုင်ဘူးဆိုတာသိလာတယ်ကိုယ်ခန္ဓာကိုယ်ဘဝကြီးဟာသာဝရရွေးရှားပြီးအဆိုးဘက်ကိုသွားနေတယ်ဆိုတာသတိထားမိလာတယ်အဲ့ဒီလိုတွေ့တော်ရှုမြင်ဆင်ញင်တာသမ္မာသင်္ကပ္ပနဲ့သမ္မာဒိဋ္ဌိဆိုတဲ့ပညာမဲ့ခင်ကြီးဖြစ်လာအဲ့ဒီလိုဖြစ်အောင်ကြိုးစားတာဟာဗြဟ္မစရိယအကျင့်ကိုကျင့်ခြင်းပဲဖြစ်တယ်ဟောအဲ့ဒီလိုဖြစ်လို့သီလနဲ့လည်းပြည့်စုံတယ်သမာဓိနဲ့လည်းပြည့်စုံတယ်ပညာဆိုတာလည်းကိုယ်တဏ္ဍာမှာဖြစ်လာပြီဆိုလို့ရှိရင်ဘဝဆိုတာပေါ်မှာတွေ့တာမှုဆိုတာကင်းပြတ်လာလျှော့ချလာနိုင်တယ်လျှော့ချရာကနေပြီးလုံးဝကင်းပြတ်သွားတယ်နောက်ဆုံးမှာတွေ့တာမှုတွေလုံးဝချုပ်ငြိမ်းသွားတဲ့အခါမှာတွေ့တာမှုကိုအကြောင်းပြုပြီးဖြစ်တဲ့တောကဆိုတာလည်းမလာတော့တောကမလာတော့ရင်တွင်နှလုံးဟာအေးချမ်းသွားစိတ်ဟာလည်းလွတ်လပ်တယ်ပေါ်ပါလာတယ်စိတ်ဓာတ်လောဘနဲ့တွဲမလာဘူးကိလေသာတွေနဲ့တွဲဖက်မလာတော့ဘူးလွတ်လပ်ပေါ်ပါပြီးအမြဲတမ်းဟာလန်းဆန်းနေတဲ့လွတ်မြောက်တဲ့စိတ်ကိုရရှိပိုင်ဆိုင်သွားပြီဆိုလို့ရှိရင်ဖုဒ္ဓတလောကဓမ္မေစိတ်တန်ယတနာခံပတိလောကဓာတ်နေဘလောက်ပဲကြုံကောင်းတာနဲ့တွေ့လည်းမတုံလို့ဘူးကြောက်တောင်ကြီးလို့ဖြစ်သွားတယ်ဟာရီကိန်းကြီးပဲလာတိုနေတိုပဲလာကြောက်တောင်ဆိုတာဘယ်တော့မှလှုပ်တာမဟုတ်ဘူးသစ်ပင်နေအိမ်နေတိုက်တွေရိမ့်ချိုးပြိုကျတော့လည်းပဲကြောက်တောင်ကြီးကဘာမှမဖြစ်သလိုပဲလူရဲ့စိတ်ဓာတ်ဟာနောက်ဆုံးလောကဓာတ်မုန်တိုင်းတွေနဲ့ကြုံတဲ့အခါမှာကြမ်းခိုင်တဲ့စိတ်ဓာတ်တစ်ခုကိုရရှိသွားအာသောကံဝိရဇံခေမံဧတံမင်္ဂလမုဒ္ဓမံလို့ဆိုတဲ့အတိုင်းအမြတ်ဆုံးသောမင်္ဂလာသောကခင်းပြီးတော့လွန်ချမ်းသာတဲ့အနေအထားတစ်ခုကိုရရှိပိုင်ဆိုင်နိုင်တာဟာလူလောကလူဘဝရဲ့မဟာအခွင့်အရေးကြီးဖြစ်ပါတယ်